Good morning. ခွမ်းမသေး ခွမ်းမသေးဆိုတာဘာလဲလူလေး ခွမ်းမသေးဆိုတာမြန်မာလူပေါ်ရတာစကားနဲ့အရှင်ကြီးအခင်ကြီးလို့ပြောတာပါ ပေါ်ရနာဆိုတာဘာလဲလူလေး ပေါ်ရနာဆိုတာတော်တော်ပေါ်တာကိုပြောတာပါခင်ဗျ Thank you လူလေး Thank you စာရင်သတ်သားပြောရေဘော်စာကလေးကကျွန်တော်ကိုခွမ်းမသေးဆိုပြောသွားတယ်အဲ့ဒါဘာခေါ်လဲ ခွမ်းမသေးဆိုတာခွေးမသားလို့ပြောတာပါတခင် Oh you bloody fool get out from here get out မင်းတို့အားလုံးနားထောင်ဒီနေ့ဖတ်ထိတ်လောက်ရမယ်ဘိုးကြီးဘက်ခက်အိမ်သားကမျက်တွေကိုရှင်းရမယ်မင်းတို့ထဲမှာယူနီဗာစီနေခဲ့လူထွက်ခဲ့ ဟုတ်ပြီကွာကျင်ကျန်တက်တဲ့ကောင်နဲ့အလူကျန်းနဲ့မဟာစကူထွက် မင်းတို့က BAI သမားတွေဟိုဘက်မှာတတ်တတ်နေဝါစတီမန်နေပြီးရင်ကြောင်းနေဘူးတဲ့သူတွေစာရေးတက်ဖတ်တတ်တဲ့သူတွေထွက်အေးမင်းတို့ကတတ်တတ်နေယူနီဗာစီမန်တွေကစာအတက်ဆုံးဆိုတော့အလုတ်လက်ကောင်းကောင်းလုတ်တတ်မှာပဲဒီတော့မင်းတို့ကခြုံခုတ်ရမယ် တော့စားလေး ဟမ် မင်းပြောတော့ပညာတတ်နဲ့အလုပ်ကျန်းနဲ့မအပ်ဆက်ဘူးဆို ဒါတို့တက်တဲ့လူခါကွာတက်တဲ့လူခါ ဟုတ်တယ်တို့တတ်တမတ်ကိုလုပ်တာ အေးမင်းတို့ကစာရေးတက်ဖတ်တတ်တဲ့သူတွေဆိုတော့ BAI လောက်တော့မင်းတို့ကစာမတတ်ဘူးအဲဒီတော့ BAI တွေခြုံခုတ်တာကိုမင်းတို့ကထိုင်ကြည့်နေ ဟာတော်သေးတာပေါ့ကွာ မင်းတို့ကတော့စာလုံးဝမတတ်တဲ့သူတွေဆိုတော့အလုံးလုံးခိုင်လဲအလကားပဲဒီတော့အရေးကောင်းတဲ့တစ်ပင်အောင်မှာသွားဟဲ့အေးကွာ BAI သမားတွေကြတော့ခြုံခိုးတဲ့နော်စာနဲ့နဲ့ဘာတက်တဲ့လူတွေကြတော့ရက်ကြီးတဲ့